ဝန်ထမ်းတွေအားလုံးကတော့တဲ့နေကြတယ်အဆင်ပြေနေကြတယ်အကဲဖြတ်မှုတွေလုပ်တဲ့ performance appraisal တွေမှာလည်းအားလုံးက okay နေကြတယ်စာပေးတွေကောက်တယ် feedback တွေတောင်းတယ်အဲ့ဒီချိန်မှာလည်းအားလုံးက good တယ်လို့ပြောတယ်လက်တွေ့မှာတော့ကျွန်တော်တို့ရဲ့တိုးတက်မှုနှုန်းကထင်သလောက်ဖြစ်မနေဘူးဆိုရင်ဒီမှာလုံးမလဲလို့အရင်ဆုံးစပြီးတော့စဉ်းစားကြည့်ဖို့လိုပါတယ်ကျွန်တော်တို့ကတိကျမှန်ကန်တဲ့စွမ်းဆောင်ရည်စီမံခန့်ခွဲမှုစနစ်တွေရှိရလားဝန်ထမ်းတွေရဲ့အတန်ကိုတကယ်နားထောင်ရလားတဲ့ရဲ့လုပ်ငန်းခွင်ထဲမှာပေါ့ psychological safety မရှိတဲ့ environment တစ်ခုဖြစ်နေပြီလားဆိုတာကိုတော့သင်သေချာသုံးသပ်ရမှာဖြစ်ပါတယ်ခါလီကြရင်ကျွန်တော်တို့ကဝန်ထမ်းတွေကိုမေးရတယ် okay လားအဆင်ပြေလားပေါ့အားလုံးကောင်းပါတယ်အားလုံးအဆင်ပြေပါတယ်တယောက်နဲ့တယောက်လည်းတဲ့ပါတယ်အလုပ်တွေလည်းလုံးနေပါတယ်ပြောမိမယ်ကျွန်တော်တို့မျှော်လင့်ထားတဲ့အခြေအနေမျိုးကိုရောက်မလာသေးဘူးဆိုရင်တော့သူတို့စီကမှန်ကန်တိကျတဲ့ feedback တွေရဖို့ဆိုရင်ကျွန်တော်တို့ဒီသူတို့ရဲ့အပြုသဘောဆောင်တဲ့ feedback တွေကိုအကောင့်ထဲပေါ်ဆောင်ရွက်ပေးနိုင်မှုလိုပါတယ် management level မှာရှိတဲ့လူတွေဆိုရင်တော့ဒီအကြောင်းအရာလေးကိုတည်တည်ချာချာလေးစဉ်းစားဖို့လိုပါတယ်ဒီလိုတည်တည်ချာချာအဲ့ဒီ feedback တွေကိုအကောင့်ထဲပေါ်ပေးနိုင်မှသာလေဝန်ထမ်းတွေကသူတို့အနေနဲ့တိကျမှန်ကန်သေချာတဲ့ constructive feedback မျိုးတွေတည်ချာပြန်ပေးမယ်အဖွဲ့အစည်းနဲ့ပတ်သက်တဲ့အခြေအနေမျိုးမှာအပြုသဘောဆောင်တဲ့အကြံဉာဏ်တွေကိုရရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဝန်ထမ်းတွေက okay နေတယ်အလုပ်ကတော့အဆင်ပြေမနေဘူးဆိုရင်တော့ကျွန်တော်ခုပြောခဲ့တဲ့အကြောင်းအရာလေးတွေကိုမိတ်ဆွေအနေနဲ့တည့်ရဲ့လုပ်ငန်းမှာတည်တည်ချာချာစဉ်းစားကြည့်ဖို့လိုပါတယ်ထိတ်လင်းကြော်ပါ